ဘက်ဆောင်ပွဲဖြေပြီးတော့ကလေးက BDC ရနေလို့စိတ်ညစ်နေကြတယ်မိဘတွေရှိကြလားဒါဆိုလို့ရှိရင်တော့ဒီနေ့မှာဘယ်လိုမျိုးလေးကိုယ့်ရဲ့ကလေးကအားနည်းနေတဲ့ဘာသာရပ်လေးတွေကိုပြန်ပြီးတော့မှတေချာပေါ့နော် train ပေးလို့ရမယ်ပြန်ပြီးတော့အမှတ်တွေကောင်းလာအောင်လုပ်ပေးလို့ရမယ်ဆိုတော့ဥစ္စာလေးကိုပြပြဖြစ်ပါတယ်ဆိုတော့ပထမဆုံးတစ်ချက်ကတော့ဒါကိုယ့်ကလေးကအမှတ်နည်းတဲ့ဘာသာရပ်ကသင်္ချာဖြစ်ဖြစ်အင်္ဂလိပ်ဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်အခြား science တွေမှာ chemistry physics တချို့ဘာသာရပ်တွေတချို့ရှိနိုင်တယ်ဆိုတော့ဒါကအမှတ်နည်းတယ်ဆိုတာကဒါပထမဆုံးသူ့ရဲ့ဒါအားနည်းတယ်ဆိုတာကိုပြသနေတာဖြစ်တယ်ပေါ့နော်ဆိုတော့တချို့ကျတော့လည်းဒီဘာသာရပ်နဲ့ပတ်သက်ပြီးတော့နားမလည်ထားဘူးတချို့ကျတော့လည်းတေချာစာမလုပ်ထားဘူးမပိုင်နိုင်ဘူးတချို့ကျတော့လည်းမိကုနားမလည်ဘူးမျိုးစုံပေါ့နော်မျိုးစုံရှိနိုင်ပါတယ်ဆိုတော့အားနည်းချက်တွေမျိုးစုံကိုကအခုတည်းကစပြီးတော့မှဒါလာပတ်ဖြေတဲ့ခဲမှာဟိုလိုတိလာပြီဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မှကောင်းမွန်အောင်လို့ပြီးနားနေ supporting မိဘတယောက်အနေနဲ့လုပ်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကဘာသာရပ်အလိုက်ဒီလိုမျိုးပေါ့နော်ဟိုတီးတန့်အဲ့လို BDC ရနေရဆိုလို့ရှိရင်တော့အဲ့လိုပုံစံမျိုးပေါ့နော်ဒါမှမဟုတ်လည်းဘာသာစုံလုံးကြီးကိုအဲ့လိုမျိုးရနေရဆိုလို့ရှိရင်ကျတော့ဒါဘာသာစုံလုံးကပြန်ပြီးတော့မှတေချာပြန်သင်ကြားပေးဖို့လိုအပ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အကြောင်းတစ်ခုတည်းနဲ့လည်းဟိုသင်ခန်းစာတွေကိုတေချာသဘောပေါက်နားလည်ပြီးတော့တေချာဖြေနိုင်ဖို့ဆိုတာမလွယ်နိုင်ဘူးလေဒါကြောင့်မလို့ကိုယ်တိုင်ကိုကြပေါ့နော်ပြန်လုပ်ပေးတာပဲဖြစ်ဒါမှမဟုတ်လည်းဆရာဆရာမလေးတွေခေါ်ပြီးတော့မှ guide ပုံစံမျိုးလေးပြန်လုပ်ပေးတာမျိုးကအကောင်းဆုံးဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ guide ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းတကိုင်းမြန်မာကိုဆက်သွယ်လို့ရပါတယ်